ပြည်ပရောက်မြန်မာဒီကမှာလူချင်းတူပေမဲ့စိတ်တချင်းကွာသွားဘလို့လဲဆိုပြောမယ်ကျွန်တော်တို့ဒီလေးပါအနေနဲ့တွားတဲ့လူတချို့ပေါ့နော်လူတိုင်းတော့မဟုတ်ပါဘူးရောက်တော့ချိန်ညာပါဖြစ်တယ်လေဆိုတော့စကားဆိုရင်အဲ့လိုအော်ကြီးဟစ်ချေပြောကြတယ်ပြီးရင်ဟိုးဘေဆောကဘလို့ဘေကီတီဗီကဘလို့ဘေပီကဘလို့တောက်မဲ့စားမဲ့အော်မဲ့ဟင်းမဲ့အဲ့လိုမျိုးပေါ့နော်ကိုယ်နိုင်ငံမှာနေတဲ့ပုံစံတိုင်းပဲနေကြတယ်တိတ်ပြီးတော့ခီးမဆိုင်ကြဘူးပေါ့နော်ဒါပေမဲ့ဒီဘက်နိုင်ငံမှာတချို့မြန်မာတွေပေါ့နော်မြန်မာတွေမှာတကယ်ကျွန်တော်ဒေါက်တာတော့ကျွန်တော်ဒီ technician နဲ့ပတ်သက် engineering တော့အဲ့လိုမျိုးပေါ့နော်ကိုယ်ရောခုနဲ့လာတဲ့လူတွေဆိုရင်ဘယ်လိုမျိုးပြောကြလဲဆိုတော့တားတို့ရောက်လာကြတာလားအေးကောင်းတယ်ကိုမြန်မာနိုင်ငံနဲ့ဆိုင်ဒီမှာအများကြီးတိုးတက်တယ်ဒါပေမဲ့ဒီကိုရောက်လာပြီဆိုရင်ကောင်းကောင်းမွန်မွန်နေကောင်းကောင်းမွန်မွန်လုံးကိုယ့်ရဲ့လောက်ရတခုကြာကိုယ့်ရဲ့နိုင်ငံရဲ့ image မထိခိုက်စေနဲ့အဲ့လိုမျိုးပေါ့နော်ဘယ်သူတွေဘာပဲပြောပေါ့နော်သူတို့သူများနိုင်ငံမှာရောက်သွားဆိုပေမဲ့ကိုယ့်ရဲ့ image ကိုအရန်ကြည့်ဆိုင်ကြကိုကြောင်ကိုနိုင်ငံအပြောခံရမှာကိုလည်းအရန်စိုးရင်ကြတယ်ဒီလိုမျိုးတွေအများကြီးရှင်ကောင်းပါနော်အဲ့လိုမရှိလို့လဲကျွန်တော်မြန်မာနိုင်ငံကမတိုးတက်တာကိုတိုးတက်တဲ့ຢာတွေကမဟုတ်တာတွေပဲတိုးတက်နေကြတာကျေးဇူးပါ